လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေရင်ကကိုကိုပြန်ချုံအောင်မဲ့အာနာရှင်အသစ်တွေကိုမွေးထုတ်မိသွားနိုင်သလားဒီနေ့မှာတော့တော်လန်ရေးတစ်ခုရဲ့မုံမြတ်တဲ့ရီမန်းချက်တွေကိုချင်းကြောက်လာတဲ့တာဝန်ခံမှုကင်းမဲ့နေတဲ့အာနာသစ်တီအကြောင်းရုပ်ထွေးနေတဲ့ဇလန်တပုတ်ကိုအတူတူလေးလာကြည့်ကြပါဒီဇလန်က2024ခုနှစ်နိုဝင်ဘာလမှာဖြစ်ပွားခဲ့တဲ့တော်လုံးဆရာလူသမှုတစ်ခုကနေစတင်ခဲ့ပါတယ်တော်လန်ရဲတဲ့အရေးပါတဲ့ဒေတာအုပ်ချုပ်ရေးမှုတို့ဖြစ်တဲ့ဦးလာအောင်လုံးချန်တစ်ဖြစ်ခံရပါတယ်အန်အောစရာကောင်းတာကသူ့ကိုတတ်သွားတာရန်သူဖြစ်တဲ့စေကောင်းစီမှုပါဘူးသူရဲ့မဟာမိတ်ဖွဲ့တဲ့ကိုယ်တိုင်ပါပဲဘာဖြစ်လို့ကိုလူအချင်းချင်းကပဲပြန်ပြီးတက်ဖြစ်ရတဲ့အထိဖြစ်သွားရတာလဲဒီမျိုးကပဲဒီဇလန်တစ်ခုလုံးကိုရှေ့ဆက်သွားအဖြစ်ပြက်ကဘယ်လောက်မြင့်မြန်ဆန်းဆန်းဖြစ်သွားလဲဆိုတော့ညနေ4 နာရီမှာစီကံပိုင်းဆိုင်ရာအရေးယူမှုလေးတစ်ခုကနေစခဲ့တာပါဒါပေမဲ့နိုင်ပိုင်းအကြမှာပဲထိတ်တက်ရင်ဆိုင်မှုတွေဖြစ်လာတယ်နောက်ဆုံးမှာတော့တန်းခေါင်ကြောက်ချင်းမှာတနက်လက်ချင်းပြီးလူကိုဖမ်းခေါ်သွားတဲ့အထိဖြစ်သွားခဲ့ပါတယ်တာမန်အငင်းပွားမှုလေးတစ်ခုကနေရက်ဆက်ကလူတက်မှုတစ်ခုအဖြစ်ကိုနိုင်ပိုင်းအတွင်းမှာပဲရောက်သွားခဲ့တာပါဒီဖျက်ရက်တစ်ခုထဲမှာကိုပဲဇလန်ကနှမျိုးဖြစ်နေပါတယ်တစ်ခုကဒေသခံတွေရဲ့ပြောဆိုချက်ဖြစ်ပြီးနောက်တစ်ခုကတော့တရားဝင်ထုတ်ပြန်ချက်ပါဒီလိုကွဲလဲနေတာကိုကြီးကြီးအောင်ဖြင့်ဥပဒေမဲ့ပြုချမှုဆိုတဲ့ပူကြီးမားရဲ့ပြဿနာတစ်ခုကိုကျွန်တော်တို့စပြီးမြင်လာဒေသခံတွေနဲ့မိသားစုဝင်တွေအတွက်တော့ဇလန်ကရှင်းရှင်းလေးပါပဲအပြစ်ပေးမှုကနေပြဿနာဆာရှာတယ်ပြီးတော့အထမဖန်စီခေါ်ဆောင်သွားတယ်နောက်ဆုံးမှတော့သူတို့ချစ်ခင်ရတဲ့သူကပြအိုးလေးတစ်ခုဖြစ်နေတာပြန်ရောက်လာခဲ့ရပါတယ်အရာအလုံးဟာအစီအစဉ်တကျနဲ့ရက်ဆက်လုံးခဲ့ပါအခုဇလန်တစ်ခုရဲ့ကွာခြားချက်ကိုကြည့်လိုက်ရအောင်NOC ကကောင်းလောက်အောင်ကိုကွယ်လွဲနေကတွေ့ရပါလိမ့်မယ်အကြောင်းရင်းကအစဖန်စီတို့ရေအတွက်တပ်ဖြတ်မှုရဲ့တတော်တဘာဝအထိအရာအလုံးကမတူညီပါဘူးအထူးသဖြင့်ဒေတာခန်ဒီကအထူးတရားခံလို့ဆွဆွဲထားတဲ့တန်စင်ဝင်းဆိုတဲ့နာမည်ဟာတရားဝင်အစီရင်ခံလာတဲ့မှာလုံးဝကိုပျောက်ဆုံးနေပါတယ်ဒါကအထူးခုကိုဖုံးကွယ်ဟိုစ조사နေတယ်ဆိုတဲ့တန်တရားကိုအရန်ဖြစ်စေပါတယ်ဒီအဖြစ်ပြက်တွေအားလုံးရဲ့နောက်ွယ်မှာဘယ်သူရှိနေနိုင်မလဲဒီလူတမှုကိုအမိတ်ပေးခဲ့တယ်လို့ဆွဆွဲခံထားရတဲ့အဓိကစက်ကောင်မြိုင်းတဲ့ကဩဇာကြီးတတ်မှုဘိုလေရအကြောင်းကိုဆက်ပြီးလေ့လာကြည့်ဘိုလေရဆိုတာဘယ်လိုလဲ။ तू ကအရင်ကရဲဝန်ထမ်းဟောင်းတူပါဒါပေမဲ့အာနာသွင်းမှုကိုစန့်ကျင်ပြီးပြည်သူဘက်ကနေရည်တည်ခဲ့တယ်။အခုချိန်မှာတော့ဒေတာသွင်းမှာအင်အားကြီးမားဆုံးလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့မြိုင် PDF ကိုဦးဆောင်နေတဲ့သူဖြစ်လာခဲ့ပါသူမှာဘာလို့ဒီလောက်တော့အာနာရှိနေရတာလဲ။အဓိကတော့ရေနံမြေတွေကိုထိန်းချုပ်ထားတာကြောင့်ငွေရေးကြီးအားကိုချီတော်ပေါ်ကိုရည်တည်နိုင်တယ်။အဲ့ဒီငွေတွေနဲ့တခြားအဖွဲ့တွေကိုလက်နက်တီတော်ထောက်ပံ့ပေးနိုင်တယ်ပြီးတော့အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့မဟာမိတ်ဖွဲ့ထားတာကြောင့်သူကဘယ်သူမှထိရဲခိုင်းရမရှိကြပါဘူးသူဟာဒေတာတွင်းမှာဘီရင်တဆူလိုပါပဲသူရဲ့ဒီလိုရက်ဆက်ချမ်းကြုတ်တဲ့လို့ညက်တင်တဲ့ဒီစကားကိုယဉ်ကြည့်လိုက်ပါအောင်ခြေပက်လက်ပက်တွေခြေတုတွေမတက်နိုင်တဲ့သူတွေကျွန်တော်စီမှာအများကြီးရှိတယ်လို့သူပြောခဲ့ပါတယ်ဒီစကားကသူ့မှာနောက်တစ်ဖက်ချမ်းရှိနေတယ်လို့မျိုးသူ့ရဲ့ပုံရိပ်ကိုလည်းပိုပြီးရှုပ်ထွေးနေစေပါတယ်ဒါဆိုဦးလာအောင်ရဲ့ကိစ္စကတိကျဖြစ်ရထုတ်လားကန်ဆိုးပြီးဖြစ်သွားတာမျိုးလားတကယ်တော့အဲ့ဒီလိုမဟုတ်ပါဘူးဒါဟာတီးချက်ဖြစ်ရမဟုတ်ပဲထင်းချုံမှုမဲ့နေတဲ့အကြမ်းဖက်မှုတွေရဲ့ပုံစံတစ်ခုသာဖြစ်ကြောင်းတွေ့လာရပါတယ်ဒီဖြစ်ရမတိုင်ခင်ကလည်းမိုးဆက်ဆိုတဲ့လူတို့အလားတူတက်ဖြတ်ခံခဲ့ရပူပါပဲအဲ့ဒီတုန်းကလည်းဘသူကမှရည်ယူခဲ့ရမရှိပါဒီလိုတာဝန်ခံမှုမရှိတဲ့ဥပဒေမဲ့တက်ဖြတ်မှုတွေဟာအရင်ကတည်းကရှိနေခဲ့ပြီအခုဦးလောင်အောင်ကိစ္စကအဲ့ဒီပုံစံကိုထပ်ပြီးအတည်ပြုလိုက်တာလက်မှုတွေပဲလားဆိုတာမဟုတ်သေးဘူးသူ့တပ်ဖွဲ့ဝင်နေရာမူရဲ့စေဝါရောင်းဝယ်မှုမှာပါဝင်ပတ်သက်နေပါတယ်ဒါကသူတို့ရဲ့တရားမှုရဲ့လော်ရက်တွေဘယ်လောက်ထိကျေပြတ်နေလဲဆိုတာကိုဖော်ပြနေတာပါဒီလိုလော်ရက်တွေကနေရတဲ့ငွေကြီးတွေကလည်းသူ့အာဏာကိုပိုခိုင်းမှစေတဲ့အကြောင်းရင်းတွေကတခုထည့်နေပါဘိုးလေးရရဲ့အဖွဲ့တစ်ခုတည်းမှာပဲဖြစ်နေတဲ့ပြဿနာလို့ထင်ရင်မှားသွားပါမယ်တခြားအဖွဲ့ဖြစ်တဲ့ရင်းမာပင် PDF စီကနေစေးပြား3တန်းဖမ်းမိခဲ့တဲ့ဖြစ်ရပ်ကိုကြည့်လိုက်ရင်ဒေါ်လန်ရဲ့အင်အားစုတချို့မှာဒီပြဿနာဘယ်လောက်အထိအမြင့်တွယ်နေလဲဆိုတာကိုခံမှန်းနိုင်ပါတယ်အဲ့တော့မင်းစရာရှိလာကဒေါ်လန်ရဲ့ကိုဥဆောင်နေတယ်ဆိုတဲ့ပြပရောက်ရတာအစိုးရ NUG ကတော့ဘာလုပ်နေလဲသူတို့ကတော့ဒီပြဿနာကိုမကင်တွယ်နိုင်ဘူးလားNUG ကျုံတွေ့နေရတဲ့စင်ခေါ်မှုတွေကိုကြည့်လိုက်ကြအောင် NUG ဆိုတာကတော့အမျိုးသားညီညွတ်ရေးအစိုးရဖြစ်ပြီးစစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့တော်လှန်ရေးကိုဥဆောင်နေတဲ့အယက်သားအစိုးရတည်းပဲပါတယ်သူတို့ဟာတော်လှန်ရေးရဲ့နိုင်ငံရေးဆိုင်ရာဥဆောင်မှုကိုပေးနေတာဩစရာကဘိုလျာဟာ NUG လက်အောက်မှာတရားဝင်ရှိနေတဲ့အဖွဲ့တစ်ဖက်ရဲ့ခေါင်းဆောင်ပါဒါဆိုရင် NUG ကသူ့ကိုဘာကြောင့်ထိန်းချုပ်လို့မရတာလဲအမိန်ပေးအာဏာတက်အောင်မှုမရှိတော့ဘူးလား NUG ရဲ့အချအတန်ကအဓိကအဖြစ်အကြောင်းရင်း၄ချက်ကြောင့်ပါတစ်သူ့မှာကိုယ်ပိုင်ဝင်ငွေရှိတယ်နှစ်သူ့မှာစစ်အင်အားကောင်းတယ်သုံးသူ့မှာအင်အားကြီးမဟာမိတ်တွေရှိတယ်လေးသူ့ကိုအေဂျူလိုက်ရင်တော်လန်ရဲ့တစ်ခုလုံးညီညွတ်မှုပြိုကွယ်သွားနိုင်တဲ့နိုင်ငံရေးအန်ဒီရရှိနေတယ်ဒီအချက်ဒီကြောင့်ဘိုလျာလိုခေါင်းဆောင်တရားကိုအေဂျူဖို့ဆိုတာ NUG အတွက်မိဆက်မနိုင်ရေနမနိုင်ဖြစ်နေရပါ
ဒါကိုကြည့်လိုက်ရင်တော်လန်အေးဟာတကယ်တည်းမှာတိုက်ပွဲနှစ်ခုကိုတကယ်ရင်တိုက်နေရတာပါတစ်ခုကစစ်ကောင်စီဆိုတဲ့ပြင်ပရင်သူနဲ့တိုက်ပွဲဖြစ်ပြီးနောက်တစ်ခုကတော့ကိုယ်အတွင်းပိုင်းမှာရှိတဲ့တာဝန်ခံမှုမရှိတဲ့အာဏာရှင်အသစ်တွေရဲ့စင်ခေါ်မှုကိုရင်ဆိုင်နေရတဲ့တိုက်ပွဲပါပဲ လက်ဖော်ကင်ဖက်ဖြစ်တဲ့တခြားတော်လန်ရေးခေါင်းဆောင်တို့ကတော့ဒီလိုတတိပေးထားပါတယ်ဘာမှမပြောင်းလဲဘူးဆိုရင်ဘိုးလက်ရဟာဘသူမှထိလို့မရတဲ့စစ်ဖွေရင်တယောက်ဖြစ်လာလိမ့်မယ်ဒီစကားကဒေတာရဲ့အနာကတော့ဘလောက်အန်တေရှိရဆိုတာကိုအချက်ချင်းဆုံးတတိပေးလိုက်တာ ဒါကြောင့်ဒီပြဿနာဟာလူတစ်ယောက်အဖွဲ့တစ်ဖွဲ့ရဲ့ပြဿနာမဟုတ်တော့ပါဘူးတော်လန်ရေးတစ်ခုလုံးရဲ့အသေးဟလုံးနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်တာဝန်ခံမှုမရှိတဲ့အာဏာရှင်အသစ်တွေပေါ်လာတာဟာတော်လန်ရေးရဲ့မူလရည်မှန်းချက်တွေကိုတစ္ဆာဖောက်ရရောက်ပြီးပြည်သူထောက်ခံမှုကိုဆုံးရှုံးစေနိုင်ပါတယ်အဆုံးစုံမှာတော့စစ်ကောင်စီကိုတော်လန်တဲ့ညီညွတ်မှုကိုပါပြိုကွဲစေနိုင်တဲ့အန်ဒီရရှိပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာအမိကွန်းတစ်ခုကိုခြံထားခဲ့ခြင်းပါတယ်တော်လန်ရေးတစ်ခုဟာလင်းနဲ့အားကိုးနဲ့ရန်တို့ကိုနိုင်တိုင်းနိုင်ုံနဲ့လွတ်လောက်ပြီလားဒါမှမဟုတ်ကိုပြည်သူတွေအတွက်တရားမျှတမှုကိုမဖော်ဆောင်ပေးနိုင်ရင်အဲ့ဒီရလာမဲ့လွတ်လပ်ရေးဟာအတိပ္ပယ်မဲ့သွားနိုင်မလား